အားလုံးတာလီကြပါဒေတူဝေဖန်ထားတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရနဲ့ပြည်သူကမျက်မျက်တတဖိုက်အောင်လေ့လာကြည့်ခဲ့ဖို့ဖိုက်ပါတယ်ဒီဗီဒီယိုကအရင်တစ်ခေါက်ကဒီကြောက်တုံမျိုးတွေကအကောင်ရှိတရားလိုက်လုံးမနာဝေဖန်ခရဗီဒီယိုဖိုင်နောက်ပိုင်းမှာဒုတိယမြောက်အပရောင်ထန်ဆွန်းဝေဖန်ဗီဒီယိုတခုလို့ပြောလို့ရတယ်ဆိုကြဒီဗီဒီယိုဒီမှာဇာတိလိုအပ်ရှာတိရှိလေဇာဖကပိုပြီးပြန်ဆောင်ကြတာရှိလေဆိုတော့ကြည့်ခဲ့ဖို့ဖိုက်ပါတယ်ဟုတ်ပါနဲ့ဆိုကြဒီသူဝေဖန်တဲ့မှာပထမဆုံးဝေဖန်ဆိုတာကရာသာတိကိုဝေဖန်တယ်ရာသာတိကနေပြတဲ့အကြမ်းမကောင်းဆာဆန်တိမကောင်းမော်ရာမန်ကရိုနီချောင်းလို့လာနေကြမျိုးမဟုတ်ဆိုပြီးရာသာတိကို complete တားတယ်ဟုတ်ပါနဲ့တချို့ရာသာတိကစေတနာကောင်းရာသာတိကိုလေသူကကျေးဇူးတော်စကားဒီ pro လို့ဆိုတဲ့ကိုလေတွေ့ရတယ်ဆိုကြတဖာမှာဒေသူကိုရာသာတချို့ကဇာဖိုက်လို့မကြင်မနဲ့ pray တွေလေးဆိုကြ pray နဲ့ create ဟင်းကြောကိုကြည့်ခဲ့မယ်တချို့မိဖာတိမှာကြားခါကိုတော်ဒီသမီးတီကိုတော်လန်ရေးထဲမှာပါဝင်ဖို့ပတ်သက်ဖို့အတွက်ရပါပြီးဆက်ထားရတဲ့မိဖာတိရှိနေတယ်တချို့မိဖာတိဆိုကလေးသားတယောက်သမီးတယောက်လေးရှိတယ်သားပါသမီးပါတော်လန်ရေးထဲမှာပါဝင်နေတယ်တချို့မှာသားသမီး3 4 5ယောက်9ယောက်လုံးရောတော်လန်ရေးထဲမှာပါဝင်နေကြတယ်မိဖာတိရှိနေပါတယ်ရောက်ပဲမိဖာမျိုးတိကြကအေသူကိုနာလို့မဟုတ်အကောင်ကတော့ရာတရာမှာစိတ်ပြီးချောင်းလာတယ်လို့ pro ပြီးစီဘော်ရေးလှုပ်ရှားနေဆိုင်ရှိတီဖောင်းစားနေကောင်းဂရီမာတန်တော့ခါမဟုတ်ပါရဲ့ရှားတာအောင်တို့ကစီဘော်ရေးမဟုတ်ရေကလေးလူဆိုမနာလို့ဖိုက်တယ်ဇာကောမနာလို့ဖိုက်တယ်မကြင်မနာဖိုက်တယ်လေးဆိုပြီးကိုမကသောသမီးတီကိုပြီးဆက်ထားရတယ်တော်လန်ရေးအတွက်တော်ဒီသမီးတီကိုပြီးဆက်ထားရတယ်စိတ်ပြီးရှောင်းလာရဲဆိုရလူတယောက်ကရာမာစီဘော်ရေးလုံးနေပြပြဆိုင်ဖောင်းစားနေပြကွမ်ရရောင်းစားနေပြဇီဆိုင်ဖောင်းစားနေပြဆိုပြီးရောင်းမိဖာတီဆိုကောင်းမခံစားနဲ့ငါတော်သမီးတီဆိုနွားလာရေကတော်လန်ရေးထဲမှာအပိုင်ပြီးဆက်နေပြီးအခါရာတရာကပြောင်းလိုက်လူတယောက်ကခေါက်တဲ့နေရာကပြောင်းလိုက်လူတယောက်ကအိမ်မှာဆိုင်ဖောင်းစားနေဆိုပြီးငါတို့သားသမီးကြီးကနွားလာဝဲရောက်ပဲခံစားချက်တိဖိတ်ပါတယ်ဖိတ်တယ်ရပိုင်လူတီကမနာလို့ဖိတ်ဆိုပြီးဖိတ်နေတယ်ရတွဲနေနေပြက်ကရာသာတချို့ကမကြင်မနဲ့ဖိတ်တယ်ဆိုတာလေရပိုင်ပါဒနာတိဖိတ်ပါဖို့မိသားစုတီကတော်လန်ရေးထဲမှာပြီးဆက်ထားရတဲ့အတွက်နဲ့ရတခါတနေရာကလာတဲ့လူတယောက်ကစီးပွားရေးလာလို့နေဆိုတာခံစားချက်တိမကောင်းဖိတ်တဲ့အတွက်နဲ့အမရမကလေးစားတိဖိတ်နေရရှောင်းကလေးနားလေဖို့လိုပါတယ်ဟုတ်ပါနဲ့ရာသာတိမှားရဆိုပြီးဂျာပန်ရာသာတိချောင်းဆိုပြီးရပိုင်တထိချလာပလိုမရာရှိုးရာမှာခုနပြောခဲ့တီတောင်အိမ်ထဲမှာမမဟုတ်ဆိုတာကရာသာတိရာဒီမှာယုံကြည်မှုရှိရမလို့နဲ့မတူရာသာတိမှာရှေးဟိုမှာဖိဆာဆာကပေါ်လာရရှေးရိုးဆွေးအယူစားတိရှိရတော့ရန်ရှန်တီကိုလာပြီးအပရိတ်တောင်စကားလာပလိုမရာဟုတ်ပါတယ်ရန်ရှန်တီကပရူပရာဘောကန်တာဒီဖိတ်ကောင်ဖိတ်ဖို့တော်တော်လေးလာပြီးအပရိတ်တောင်စကားပလိုမရာဟုတ်ပါနဲ့အရာတခြားအစိုးရဘက်ကိုဝေဖန်တဲ့အပိုင်းကိုကြည့်ရဖို့အစိုးရဘက်ကိုဝေဖန်တဲ့အပိုင်းကတော့အေချမ်းမှာမှားတယ်လို့တော့က problem မှားတယ်လို့ problem အဓိကအုပ်ချုပ်ရေးပိုင်းပါနဲ့အုပ်ချုပ်ရေးပိုင်းကလူတီကို report တိတောင်းထားကြကိုပေါ့နော်မှာတခြားချက်ပေါ့လာမကလေးဆိုဆိုတာမျိုးတိကြတယ်အုပ်ချုပ်ရေးပိုင်းကလိုအပ်ရှာတိထိုက်နေအုပ်ချုပ်ရေးပိုင်းကလိုအပ်ရှာတိရောင်းအပိုင်းတိကအုပ်ချုပ်ရေးပိုင်းတိမှာစီစိတ်ထားဖို့ပိုင်းတိရှိပြည်သူလူထုဤစကားတိကိုနောက်ဆောင်ပေးရဖို့တာဝန်ရှိပါတယ်အုပ်ချုပ်ရေးပိုင်းဆိုတော့ဗါလဲကော့အရေးကြီးပါတယ်အုပ်ချုပ်ရေးဆိုတာစိတ်ပွေးတပွေးမှာခရီးတန်စိတ်တီတူတီဆိုရတယ်ကော့အရေးကြီးရောင်းပဲအစိုးရတရမ်းမှာလေဒီအုပ်ချုပ်ရေးပိုင်းကလူတီဆိုကော့အရေးကြီးအုပ်ချုပ်ရေးပိုင်းကလူတီဆိုတာပြည်သူလူထုမျက်နှာစာအစိုးရကြီးမျက်နှာစာရောင်းမျက်နှာစာမှာနေရဆိုဖိုက်တယ်တွန်းတယ်အစိုးရကြီးကောင်းကောင်းမကောင်းကောင်းကိုဆွေးရှားစာမနှောက်တောင်ဆိုလေရောင်းအုပ်ချုပ်ရေးကလူတီပြည်သူလူထုနဲ့နေစဉ်ထိတွေ့နေလူတီဖိုက်တယ်တွန်းတယ်လူထုအပံကိုနောက်ဆောင်ဖို့လိုပါတယ်လူထုအတန်ကိုနောက်ဆောင်ဖို့လိုတယ်အရှောင်းဆိုရအစိုးရတရဖိတ်တယ်လို့ pro ကိုရိုးဆိုရဖောက်တပန်ငါတပန်အစိုးရသည်ဖောက်တပန်ငါတပန်အစိုးရသည်ဖိတ်တဲ့ခါမှာလုံဆုံးလုံးနေတဲ့ဘောတော်ရီကိုနောက်လေဖို့လိုတယ်ပြည်သူလူထုဤလူအရှာတိအပန်တီကိုနောက်မထောင်ပေးနဲ့ရောစိတ်ပိရှောင်းတယောက်အိမ်ကိုဝဲဖျားပလိုက်ဆိုပြီး pro ပလိုက်ငါတို့ကစာထုတ်ပြီးတော့ pro ထော်ပြီးတော့လာကုန်ကြီးဖျားရဖို့ခရီးရဖို့ဆိုပြီးရောအခါခေတီကိုတခြားချက်ပေါ်လာမကြည့်ပဲနဲ့pro ပလိုက်ဖျားပလိုက်လို့ပဇွန်တောင်းတော့လေရောက်ပဲဆိုရင်ဟိုအယောင်ဆိုရစိတ်ဆိုရလာထားကပဲအတွေးကိုဒီနဲ့ approve ပုံဒီနဲ့တူတူကြားလိဖို့ပြကောကြီးပဇွန်တောင်းတော့လေဟုတ်ပါမလားနဲ့စီမံကိန်း area ထဲမှာပါနေရဆိုတာကရောစီမံကိန်းမရှိခွန်ကားပေါ့အပိုင်းအခါခေတီတော့ပါနေအင်ဒီဆောင်ဖိနေဆိုကြီးအခုစီမံကိန်းကြားရဆိုရင်ဒီအင်ကိုအကောင်းဆုံးငါတို့ free တောင်းကို free ဖို့နဲ့ရောအင်ကိုအောင်းနှုတ်လို့ရလို့ proof တောင်း free လို့ရਕੇ replay ဖို့မဟုတ်ကအစောထုတ်နဲ့တဆောင်စောက်ပြီးလို့ရਕੇပြီးဖို့မဟုတ်ကတ cross စီမံကိန်းတစ်ခုမှ radara မှာစီမံကိန်းရှားထားတွေကဲ log ရဖို့ဆိုကေရပဲစီမံကိန်းအရရမ log နေကြဆိုကေရပဲတို့လောရဖို့ပါ
ဝနီရှောင်းမှာနင်ကီဆိုပြီးကပြန်ပိုက်တော့ကပဆောင်ရာဘူးလေဟုတ်ပါနဲ့ဆိုကေအချောင်းကတော့ကအစိုးရဘက်ကပြန်လို့စီးစရဖို့ကိုရိုပြည်သူထဲမှာကောင်းတယ်လူဖက်ဖက်မကောင်းတယ်လူဖက်ဖက်အစိုးရဆိုတာတွေဥပဒေအောက်ကအလောက်လောက်ရဆိုဖဲလို့စိတ်ခံစားချက်နဲ့လောမနာလောလောလောမနာပရိုလိုမနာအချောင်းကောင်းအရေးကြီးပါချောင်းရကြီးဆိုဒီအပိုင်းမှာအေသူပရိုတွေထဲကအုပ်ချုပ်ရေးပိုင်းကလူဒီတခြားရှစ်ပံလာမကလေးပဲနဲ့problem ဖျားပလိုက်ဖို့ဆိုရင်အပေါ်မှာခံစားချက်မကောင်းဖိတ်တယ်လို့ကျွန်တော်ကတော့ခါအပိုင်းမှာသုံးသပ်မိတယ်နောက်တစ်ပိုင်းကနေပြတ်ကေဒီသူ pro တွေထဲမှာဒီတော်လန်တွေကိုမထောက်ခံပြဲလို့ pro ရဲ့အပိုင်းဒီချောင်းကောက် serious ဖိတ်တယ်အေစကားဒီမှာ pro တာအေစကားမှာ pro တာအဓိကအေသူအေစကားကိုဇာကောက် pro လေဆိုကေဒီသူမာတွေမိသားစုဆွေမျိုးတိကြွတွေဒီတော်လန်တွေထဲမှာပါဝင်ပတ်သက်မှုမရှိလို့အေစကား pro ဇာကောက်ပါဝင်ပတ်သက်မှုမရှိလို့ pro ရတယ်ဆိုကေတငေချောင်းဒီတော်လန်တွေထဲမှာပါဝင်နေအတွက်နဲ့ဂုံယူတွေလေးကြွပါတယ်ဆိုရင်စကားကိုပြောလိုက်ကြ။ရန်အတွက်နဲ့အတူမာတွေမိသားစုဆွေမျိုးဒီတော်လန်ရေးထဲမှာပါဝင်ပတ်သက်မှုမရှိလို့မက်ရှယ်ပလိုရာတွေနောက်တစ်ချက်ကနေပြတ်ခဲ့ရန်တော်လန်ရေးထဲမှာမိသားစုဆွေမျိုးဒီပါဝင်ပတ်သက်မှုမဟင်းရဲ့အတွက်နဲ့လေအေရာတူရာတတိကအေသူကို create ရဲ့အခါမှာရာတူရာတတိကဒီသူကို create ရဲ့အခါမှာအေသူကြတဲ့ Aragon Break တွေမိသားစုတွေအမျိုးကြီးတယောက်ယောက်ရှိပေါ်မှာတော်လန်ရေးနဲ့ပတ်သက်ဆက်နေမှုမရှိဆိုခါရာသတိအမရမကရီအရှားစွာရှောင်းလေးပါလိဖို့ရှောင်းလေးပါလိဖို့ဆိုကေအေသူကစိတ်တွေကနေစိတ်ပြချောင်လာတယ်လောက်ကပေါင်အယောင်ရာမာတေးရခိုးတွေကဲအရီယိုအခေါင်တို့ရသူတို့လူကီမာတို့ကျွန်တော်တွေတော်လန်ရေးအတွက်နေပြတ်ကေပီဆပ်နာအကောက်ဆုံးဒီအားရကတိုင်းသူပေသားဒီတော့ပီဆပ်ဖို့ကျွန်တော်လောက်ဖို့တော်လန်ဖို့လောက်ဖို့ကျွန်တော်တို့မိသားစုတို့ကအေရာမာအပ်ခပါမယ်ကျွန်တော်တို့မိသားစုဒီကိုလေစောင့်ရှောက်ကပါကေရူကပါလို့ရောက်ပဲ pro ခါလို့တော်လန်ရေးတွေကိုလောက်ဖို့ဆိုကြတော့မှအေရာသူရာတတိကျွာအေသူတို့မိသားစုတီကိုဇာလောက်ထိချိတ်ခေါင်နေကြပြီမသိကေရူလိကြပြီမသိအေသူတို့ကတော်လန်ရေးနဲ့ပတ်သက်တယ်လူဖွေးစီမဟုတ်လို့တော်လန်ရေးနဲ့မပတ်သက်လို့ကိုဂျိုစီပေါ်ရာရလူတီဖိုင်လို့ရာတတိကလည်းအရှောင်းကိုမရောင်လို့ပဲ pro နေကြတယ်အခုနကကျွန်တော်ယူဆဆိုတာကအေသူမှာတငေရှောင်းတီဟင်းရဲ့အတွက်နဲ့ဂုံယူရေလို့ pro စကားကို create ဖို့ဆိုခဲ့မိသားစုတီမရှိပါဂုံယူစရာမိသားစုတီမရှိတဲ့အတွက်နဲ့တငယ်ချောင်းတီလောက်ကိုရဂုံယူရရန်အတွက်နဲ့အေစကောက်ကို provide ဆိုတော်လန်ရေးမှာလည်းရပါတော်လန်ရေးမှာကြာခဒီတော်လန်ရေးဆိုတာပြည်သူလူထုတရဲလုံးကြီးလိုလားရှားအတွက်တော်လန်နေကဆိုတာတော်လန်ရေးမွန်တယောက်တည်းအတွက်မွန်တိမိသားစုလုံးလွမ်းမဖို့တော်လန်နေဆိုတာမဟုတ်မွန်မထောက်ခံကလေးအေတော်လန်ရေးကိုပြားစီလောက်ဖို့ဆိုတဲ့စကားတီကို pro လို့မရရရှောင်းကိုနားလေဖို့လို့တယ်ဟုတ်ပါနဲ့အေတော်လန်ရေးဆိုတာမွန်တို့လွမ်းမဖို့အတွက်တော်လန်နေဆိုတာမဟုတ်တမျိုးသားလုံးကြီးကန်ကမာနဲ့လွမ်းမဖို့အတွက်တော်လန်နေရဆိုတိုက်ကွေးမွန်ရိုကကိုမိသားစုဆွေမျိုးတွေကတယောက်ရှိပေါ်မှာပါတယ်တွန်းနဲ့မရိုမထောက်ခံပြဲဆိုရစကားကိုလာလွတ်စပြီ pro လို့ရကလေးအေတော်လန်နေဆိုတာမွန်ရိုလွမ်းမဖို့အတွက်တော်လန်နေဆိုဟုတ်တမျိုးသားလုံးလွမ်းမဖို့တော်လန်နေဆိုတာညတွန်းနဲ့နေပြကေ pro ရဲ့ခါမှာအစိုးရဘိုင်းကလူတီကိုဝေဖန်လို့ရတော့ရတယ်ဒီကလေးတော်လန်လေးကိုထိခိုက်အောင်စကားတို့က pro လို့မရနောက်လည်းပို့လို့ရတယ်တော်လန်လေးကိုထိခိုက်အောင်စကား pro လို့မရအေတော်လန်လေးထိခိုက်လာတယ်ဆိုတာနဲ့တမျိုးသားလုံးကြီးအတာဒီဘဝဒီဆိုအာမခံချက်မရှိမောင်ရရှော့ကိုတို့ကနောက်လေဖို့လို့ရတယ်ဟုတ်ပါနဲ့တခုကမောင် pro ထဲမှာဘူးစီတော်မောင်တို့ဖားကို brown ခိုင်းရလို့လေ pro တန်ကားလိုက်တယ်ရန်ဘူးစီတော်မောင်တို့ဖားကို pro တန် brown ဆိုကေ brown လိုက်ပါ breeding ပြန်မလို့မောင်ဇာတိကိုအထွန်းတားနေဖို့လို့တင်လို့လေတော်လန်ကောမှာအင်ရှိရဲ့ site တွေမှာဒီတော်လန်ရေးပြီးလာတဲ့အချိန်မှာရန်ဘူးစီတော်မောင်တို့ကအစိုးရရှားပြီးထားတဲ့အင်ကို wrong way သူမျိုးကိုပြီးပခါပြီးကိုအင်ကို brown ရပြန်မလို့ဒီတော်လန်ရေးကာလာဆိုတာလေအတာထောင်ကြံဖို့ irrigation အတာထောင်ကြံဖို့ irrigation ဝမ်းစာလို့အတာထောင်ရောနဲရိုးကဖဲလို့အတာထောင်ရောလမ်းမလျှောက်နိုင်ဖို့အတာထောင်ရော transport ရောတော်လန်ရေး breeder တွေအချိန်မှာအတာထောင်ကြံခါဖို့ကောက်ရိကေတော်လန်ရေး breeder တွေဆိုတာနဲ့ဝမ်းစာနေလူကိုရန်ဝမ်းစာဖေးပြီးဖို့လူတွေမကန်ပေါ်လာဘူးလေညာကျမ်းမာရေးမကောင်းလို့လမ်းတော့မလျှောက်နိုင်လူကိုအရန်စီဝကူတာပြီးဖို့အဖွေးစီတီဘုံဆိုတောင်းတော့အောင်လို့ရောက်ချလာဖို့နော်လေဖို့လို့ရရှောင်းဖို့အခုချိန်မှာတိုက်ကွေးတော်လန်နေအချိန်မှာကျွန်တော်တို့ကအခါခိတိမြောက်ကြီးမသိဖို့ကိုစံကြရဖို့တော်လန်ရဲ့ကာလမှာဒီတော်လန်ရဲ့ကာလမှာအသားတော်ကြံခါဖို့ကိုအရိကီဆုံးစံကြရဖို့ရောက်ထားရိကီဆိုမရှိငဲတို့ငဲနိုင်တွေမွဲတို့မွဲနိုင်ရေကလေးနေပြတဲ့ကေရငဲရောမွဲရောအရာဒီကိုကျွန်တော်တို့မှာတဘွားကပြရထောက်တွေတိုးတောင်ရီမီဒီမကန်ရှိရာပွေစောတောက်လို့ရိုက်နေနေပေါ်ပေါ်တော့ဟာရေကလေးရောင်းရှမ်းဒီကိုအတုံးရှားပြီးကေမတီဖို့စံကြရဖို့ဧကာလမှာမတီဖို့ဆိုတဲ့အရိကီဆုံးအသားထောင်ကြံခါဖို့ဆိုတဲ့ irrigation ဟုတ်ပါနဲ့အသားထောင်ကြံ breed အခါမှာအစိုးရဆိုတာလေတော်လန်ရေးပြီးတော့တဲ့အချိန်မှာတတော်ဝန်အစိုးရဖိတ်လာဖို့တတော်ဝန်နဲ့အစိုးရဖိတ်လာဖို့
ညောဘတရောင်းမအစိုးရဖိလာခါမှာကျွန်တော်တို့ဤလူမှုဘဝတိဆိုတယ်အခုပန်ကုမ္ပဏီတားဆိုသည်တားလို့ရရခါလောတားလို့ရလောဝေဖန်လို့ရအစိုးရတရဖိတော့တဲ့ခါမှာအခုကဖော်တပန်ငါတပန်အဆောင်သိဆိုတာလာလွဲ့စပေဝေဖန်လို့မလားပရိုချန်နဲ့ပရိုလို့မလားတိုလန်ရေးဆိုတော့ကောက်ရေးကြီးဒီတိုလန်ရေးကိုဖျားဆီးကြတယ်ရခိုင်ပြည်သူလူထုတရလုံးဤဘုံအကျိုးစီးပွားကိုဖျားဆီးကြတယ်အတူတူဆိုကြကိုနားလည်ဖို့လိုပါတယ်နောက်ချက်ကနေတက်ကေတိုလန်ရေးမှာဒီအစိုးရနဲ့တက်တို့ကိုကိုပြပြနားလည်ဖို့လိုတယ်တက်တို့ဆိုကြကလက်ရှိအစိုးရဖိုက်လာဖို့အောင်အားစုကိုပန်းဖို့ပြီးနေကြရခိုင်ပြည်သူလူထုလွမ်းမြောက်ဖို့အတွက်ပန်းဖို့ပြီးနေကြတက်တို့ကိုထိခိုက်အောင်ဆိုတော့ problem တက်တို့လို့ပြောလိုက်တဲ့ခါမှာတက်တို့ထိပ်ပိတ်ကောင်းဆောင်တိပိတ်တွေဘူချောလို့ဆိုကြအောက်မှာဖိနေတွေရန်အောက်ရှော်ရီမုန်ပန်းဒီမှာဖိနေပရာသနာတိကိုသူလိုက်မကင်းနေအောင်လုံးကိုသူအောင်လုံးကိုလိုက်မကင်းနေသူ့မှာနေမတတ်ကြီးစိတ်ရီဖီယော်ဒီရှိစိတ်မျက်နှာစာတိအမျိုးကြီးရှိနောက်ပြီးကမဟာမိတ်ကိုကူညီနေရတဲ့အပိုင်းတွေအများကြီးရှိနိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့ရတန်တမန်ရေးကိစ္စတွေအများကြီးရှိသူဆိုအောက်ရှော်ရီပိုင်းဒီမှာပြန်ရောက်နေကြတဲ့လိုအပ်ချက်တွေဟိကြတဲ့ကိုမရောဖို့ဒီလေလိုက်မပရိုနိုင်သူ့မှာနေမတတ်ကြီးစိတ်ပွေအောင်မလို့ဖို့အတွက်စိတ်ရီနီးပြူဟာဒီရီဆွေးနေရကြတဲ့ရှိ2020ခဏမှာအဘရိဒတ်သိမ့်ဖို့လို့ပရိုထားတဲ့မလို့ဒီကိုရန်မလို့ဒီစိတ်အောင်ဖို့အတွက်လောက်ဆောင်ရတဲ့စိတ်ရီပြူဟာဒီရှိနေမဟာမိတ်ကြီးကန္တာဒီရှိအမြဲကြီးကိုတိုင်းပြည်တစ်ခါတော့ရန်စိတ်ကုန်စီဝန်လာဖို့ဝန်ပေါက်ဒီအတွက်ကာကွယ်နိုင်ဖို့ရန်တော်ဒီရီဆွေးရတဲ့ပြူဟာဒီအမြဲကြီးနဲ့သူလှုပ်ရှောက်နေတာအောက်မှာဖိနေကြကိုသူမတိကေမရန်ကေတောင်မှသူပရိုဘော့ရှိမရှိသူမှာရန်ချောင်းကိုလည်းနားလေဖို့လိုတယ်ရန်တော်နဲ့အစိုးရတောက်လျှောက်ဒီကာလမှာဝေဖန်ဖို့အတွက်အစိုးရကြတယ်အခုချိန်မှာဖော်တပန်ငါတပန်အစိုးရဖိတ်တယ်ရဖော်တပန်ငါတပန်အစိုးရဖိတ်တဲ့ခါမှာသူ့မှာလုံထုံးလုံနေတာဒီလုံရဆိုဒီကိုတီးကောင်းတီးဖို့တို့လေအဘရေဝသူမလုံနိုင်သေးဖော်တပန်ငါတပန်ဖိတ်တဲ့အတွက်နဲ့အဘရေဝမလုံနိုင်သေးရန်တော်နဲ့နေမတတ်ကေကျွန်တော်တို့တွေဒီချိန်မှာအစိုးရကိုဝေဖန်ကြလေဝေဖန်ခဲ့ပါကိဗနာဝေဖန်ခဲ့ပါဟုတ်ပါနဲ့တိုလန်ရေးကိုပြားစီလို့ဖို့ဝဲတိုလန်ရေးကိုမထောက်ခံပြဆိုရဲစကားကိုတယောက်တည်းခံစားချက်နဲ့တမျိုးသားလုံးကံကံမှာကိုခုတုံးလို့မနာပရိုရစကားမျိုးတွေရှောင်ရှားဖို့လိုပါတယ်ဒီပဲဆိုကေဒီနေ့ဗီဒီယိုကဒီလောက်ပါဗျဆိုကေအားလုံးကျေးဇူးတောင်းပါတယ်ကျွန်တော်တို့ဒီအချိန်မှာအာရကပေသူတော်လိုင်းနဲ့အစိုးရနဲ့ပေသူလူထုပြမှာရှက်ကေတောင်းလိုက်အပန်လန်လေးစားရအကျုပ်ပြလူပွေးစီဖိုက်အောင်တိဆောက်နိုင်ခဲ့ဖို့လိုပါတယ်ပေသူကလည်းအစိုးရကိုလေးစားဖို့လိုရပဲအစိုးရကလည်းပေသူကိုလေးစားဖို့လိုရအပန်လန်လေးစားမှုရှိဖို့လိုပါတယ်ဆိုပေသူလူထုရှောင်းရှောင်းကြမှာလည်းတယောက်နဲ့တယောက်လုံမုန်းသဟာဇာတာဖိတ်ဖို့လိုရန်သူပဲမှာဖိတ်ဖို့လိုဒီတိုလန်ရေးပြပဖို့စကားဒီကိုမပရိုဆိုဖို့လိုဒီတိုလန်ရေးပြီးလို့ရရှင်မှာကိုရိုးတွေအသားတော်ကြံခါဖို့လိုဒီတိုလန်ရေးဆိုရယ်ကိုရိုးကြီးကံကံမှာဖိတ်တဲ့အတွက်နဲ့ဒီတိုလန်ရေးအောင်လို့ဖို့ဆိုသည်အရိကိစွန်ဖိတ်တယ်ဆိုရယ်ကောင်းကိုပြောနေโอเคကျွန်တော်တို့အားလုံးတွေနောက်ထပ်စီစီလုံးနဲ့ခရီးစားကပါမယ်ဝေဖန်ဆောင်စရာရှိကလေးတစ်ဖက်ကိုမထိခိုက်အောင်ဝေဖန်ရတဲ့အားလုံးအကျိုးသားအကောင့်သားapprove ဖို့ဆောင်ရယ်ဝေဖန်မှုဒီဖိတ်အောင်ဝေဖန်ကပါလို့ပြောရတဲ့အားလုံးလေးစားပါတယ်